တနေ့ထက်တနေ့ပိုပြီးရှုပ်ထွေးလာတယ်လို့ခံစားနေရတဲ့ဒီကဘာကြီးမှာပေါ့နော်အသက်ရှင်ရက်တည်နေုံရဲ့တကယ်ရောလုံလောက်ရဲ့လားဒီနေ့မှာတော့အဲ့ဒီရှင်တန်ရက်တည်ရေးဆိုတာထက်ပိုတဲ့တက်ကြွကြီးထွားရှင်တန်ဖို့တဲ့အားကောင်းတဲ့တွေးခေါ်တစ်ခုဖြစ်တဲ့မဟာဗျူဟာမြောက်ကြံ့ကြံ့ခံနိုင်စွမ်းဆိုတဲ့အကြောင်းကိုဖြောပြခြင်းပါတယ် စီဝါရေးမတည်ငြိမ်မှုတွေကနေလူမှုရေးပြောင်းလဲတဲ့အချီပဲကြည့်ကျွန်တော်ကအားလုံးဟာစင်ခေါမှုတွေကိုတစ်ချိန်မဟုတ်တစ်ချိန်ရင်ဆိုင်နေကြရတာပါပဲဆိုတော့ဒီမေကွန်းကတကယ်ကိုစဉ်းစားစရာဖြစ်လာပါတယ်ဒီလိုအခြေအနေမျိုးမှာရိုးရိုးလေးရှင်တန်နေုံနဲ့တကယ်ပဲဆင်ပြေလား အဖြေကတော့မလုံလောက်ပါဘူးပေါ့ဒီစမ်းစစ်ချက်မှာပိုကောင်းတဲ့နီလန်းတစ်ခုကိုအကြံပြုထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ပြဿနာတစ်ခုဖြစ်ပြီးမှမူလနေရာကိုပြန်ရောက်အောင်နောက်ပြန်ကန်တက်နေုံမျိုးမဟုတ်ပါဘူးအဲ့ဒီစိန်ခေါ်မှုတွေကိုပဲပိုပြီးတန်မာလာဖို့အခွင့်အရေးတစ်ခုအနေနဲ့သုံးပြီးတော့ရှေ့ကိုခုန်တက်သွားတာမျိုးပါ ကဲဒီအကြောင်းအရာကိုအတူတူလေးလာကြည့်ကြရအောင်ဒီတစ်ခေါက်မှာတော့အထက်ကအပိုင်း9ပိုင်းကိုကြည့်သွားမှာပါပထမဆုံးမဟာဗျူဟာမြောက်ကြံ့ကြံ့ခိုင်နိုင်စွမ်းဆိုတာတကယ်တော့ဘာကိုဆိုလိုတာလဲပြီးရင်ဘာဖြစ်လို့ဒါဟာကျွန်တော်တို့ရဲ့စိတ်နဲ့စိတ်ထားကနေစတင်ရတယ်လဲဆိုတာကိုကြည့်ပါမယ်အဲ့ဒီနောက်မှာတော့ကြံ့ကြံ့ခိုင်နိုင်တဲ့စနစ်တွေဘယ်လိုတည်ဆောက်မလဲအတိုက်အဝင်းရဲ့စွမ်းအားကဘယ်လောက်အရေးပါလဲနောက်ဆုံးမှာတော့နေ့စဉ်ဘဝမှာလက်တွေ့အထုံးချနိုင်မယ့်နည်းလမ်းတွေကိုဆွေးနွေးသွားကြပါမယ်ဟုတ်ပြီပထမဆုံးအပိုင်းနဲ့ဆက်လိုက်ကြရအောင်မဟာဗျူဟာမြောက်ကြံ့ကြံ့ခံနိုင်စွမ်းလို့ပြောလိုက်ရင်ကျွန်တော်တို့တကယ်တမ်းပါကိုဆိုလိုချင်တာလေဒါကအခက်အခဲတစ်ခုခနဲ့ရိုးရိုးလေးပြန်လဲနားလန်ထူနိုင်တာတဲ့အများကြီးပို့ပါတယ်အဓိကအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ဒီလိုပါဒါဟာစိန်ခေါ်မှုတွေလာတော့မယ်ဆိုတာကိုကြုံမြင်နိုင်တဲ့စွမ်းရည်ကျွန်တော်တို့ရဲ့ system တွေကိုလိုက်လျောညီထွေးဖြစ်အောင်ပြုပြင်နိုင်တဲ့စွမ်းရည်ပြီးတော့အကြအတဲတကူလက်မလွန်ခင်မှာဖြည့်ရှင်းရဲ့တတိဖန်တီးနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ဆိုလိုချင်တာကဖြည်းဖြည်းမှတုံ့ပြန်တာမျိုးမဟုတ်ပဲကြိုတင်ပြင်ဆင်ထားတာကိုပြောတာပါဒီ slide မှာအញ្ញစိတ်ဝင်စားဖို့ကောင်းတာကဒီနှစ်ခုရဲ့ခြားနာချက်ကိုရှင်းရှင်းလင်းလင်းပြထားတာပါပဲတစ်ခါမှတုံ့ပြန်မှုကိန်းမဲ့လက္ခဏာရေးဆိုတာကဖြစ်လာမှတုံ့ပြန်တာမျိုးရင်ဆိုင်ဖြည့်ရှင်းယုံရှင်တန်နေယုံလောက်ပါပဲဒါပေမဲ့မဟာဗျူဟာမြောက်ကြံ့ကြံ့ခံနိုင်စွမ်းကတော့ကြိုတင်ပြင်ဆင်တတ်ပါတယ်လိုက်လျောညီထွေချစ်အောင်နေပြီးတကယ်ကိုကြီးကွာတိုးတက်ဖို့အထက်ပါဒါဟာအမြင်မှာကိုကအခြေခံကြတဲ့ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ် ကဲဒုတိယပိုင်းကိုဆက်သွားကြည့်အောင်ဒီကြံ့ကြံ့ခံနိုင်စွမ်းမှုဘယ်ကနေစတည်ဆောက်ရမလဲအရာအလုံးကစိတ်ထဲကနေစတင်တာပါဒါဟာကြံ့ကြံ့ခံနိုင်စွမ်းရဲ့လူသားဆိုင်ရာပတ်ချောင်းလို့ပြောလို့ရပါတယ် ဒီအချက်ကလက်ရှိအခြေအနေနဲ့အလွန်ကိုက်နေတဲ့ဥပမာတစ်ခုကိုမိမောင်းထုတ်ပြထားပါတယ်မြန်မာနိုင်ငံလူနေရာမျိုးတွေမှာအလို့အကင်မလုံခြုံမှုတွေ digital လောကရဲ့ PR တွေကိုရင်ဆိုင်နေရတဲ့လူငယ်တွေအတွက်ဆိုရင်ဒီကြံ့ကြံ့ခံနိုင်စွမ်းဟာဘယ်ကမှမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ကနေစတင်ရမှာဖြစ်ပါတယ် ကောင်းပြီဒါဆိုဒီအတွင်းစိတ်ရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုဘယ်လိုများတိဆောက်ကြမလဲအထက်ကကျင့်သုံးရမယ့်အချက်၃ချက်ကိုတွေ့ရပါတယ်ပထမတစ်ခုကရှုံးနေမှုကိုအဆုံးသတ်တစ်ခုလို့မမြင်ဘဲတင်ယူစရာအခွင့်အရေးတစ်ခုအနေနဲ့ပြန်ရှုမြင်တာပါဒါကအခက်အခဲတွေကိုရှေ့ဆက်ဖို့လောင်းစာအဖြစ်ပြောင်းလဲပေးလိုက်တာပါပဲဒုတိယကတော့စိတ်ဖြစ်စီမှုတွေကိုစီမံခန့်ခွဲဖို့တတိပဋ္ဌာန်ကျင့်သုံးခြင်းပါဒါကကျွန်တော်တို့ကိုရှင်းလင်းတဲ့စင်ရဲ့ဆက်လုံနိုင်အောင်ကူညီပေးပါတယ်တတိယချက်ကတော့တိုးတက်မှုဇလိုင်းကိုအာရုံစိုက်ပြီးမျောလင့်ချက်ကိုတက်တက်ကြွကြွမွေးမြူတာပါဒါကကျွန်တော်တို့ကိုရှေ့ဆက်ဖို့အမြဲတမ်းတွန်းအားပေးနေမှာပါ ဒီအချက်ကိုအားကောင်းတဲ့စကားတစ်ခုကထိထိမိမိသတိဖို့ထားပါတယ်မျောလင့်ချက်ဆိုတာရိုးရတာမဟုတ်ဘူးဒါဟာလှုပ်ဆောင်ဖို့ကလောင်စာပဲမျောလင့်ချက်ဆိုတာကျွန်တော်တို့ကိုရှေ့ဆက်ဖို့တွန်းအားပေးတဲ့အရာပါ တဦးချင်းစိတ်နေစိတ်ထားကိုလေ့လာပြီးပြီဆိုတော့တတိယပိုင်းမှာပိုကျဲပြန့်တဲ့အမြင်တစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ကြံ့ကြံ့ခံနိုင်တဲ့စနစ်တွေတိဆောက်ခြင်းမှာဒါဟာရှားပါတဲ့အခြေအနေကနေရေရှည်တည်တံ့တဲ့အခြေအနေတစ်ခုစီကိုရွေ့လျားတာပဲဖြစ်ပါတယ် စီးပွားရေးရှုထောင့်ကကြည့်ရင်ဒါကအချက်နှဲငယ်ကိုဆိုလိုပါတယ်ပထမဆုံးဝင်ငွေလမ်းကြောင်းတွေကိုပုံစံအမျိုးမျိုးခွဲထားဖို့လိုပါတယ်ဝင်ငွေရင်းငွေချုပ်ကူတဲ့ကိုပဲမိခေါမနီရအောင်ပေါ့ပြီးရင်စုငွေနဲ့အကျွေးလိုမျိုးအယူအဆတွေကိုသေချာနားလည်ပြီးဗန္ဒာရေးဆိုင်ရာအသိပညာကိုတိဆောက်ရပါမယ်နောက်တစ်ချက်ကတော့ data တွေစမ်းသစ်တည်ထွင်မှုတွေကိုအားပေးတာပါဥပမာဆို solar microgrid တွေလိုမျိုးပေါ့ဒါကကိုအားကိုနိုင်တဲ့စွမ်းအင်ရင်းမြစ်တွေဖန်တီးနိုင်စေပါတယ် ဒီနေ့ခေတ်လူ digital ကဘာကြီးမှလည်းကြံ့ကြံ့ခံနိုင်စွမ်းကအရန်အရေးကြီးပါတယ်ဆိုတော့ဘာတွေလိုရမလဲဆိုရင် digital ကွာဟာချက်ကိုအသိပညာပေးအစီအစဉ်တွေနဲ့ပေါင်းကူးပေးဖို့ဤပညာတွေအတူတူသုံးဖို့အတိုင်းဝန်စင်တာတွေဖန်တီးဖို့ပြီးတော့အရေးကြီးဆုံးကတော့ online ပေါ်ကတရင်အမားတွေရဲ့အန်ဒီရကိုတတိထားမိအောင်အသိပညာပေးဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကြံ့ကြံ့ခံနိုင်စွမ်းစွာငွေကြေးဒါမှမဟုတ်ဤပညာနဲ့ပဲဆိုင်တာမဟုတ်ပါဘူးနော်ယဉ်ကျေးမှုနဲ့လည်းအများကြီးသက်ဆိုင်ပါရဲ့ဥပမာ digital မှတ်တမ်းတွေကနေသဆင့်ကိုယ့်ရဲ့အမွေအနှစ်တွေကိုထိန်းသိမ်းတာမျိုးယဉ်ကျေးမှုဆိုင်ရာစွန့်ဥတီထွင်လုပ်ငန်းတွေကိုမြင့်တင်တာမျိုး
ပြီးတော့ရိုးရတယ်လေးကိုလေးစားတော့ခတဲ့စံသက်တီထွင်မှုကိုလည်းလက်ခံတဲ့တံပိုးတွေကိုတင် जा ပေးတာမျိုးတွေပေါ့ယဉ်ကျေးမှုဆိုတာခွန်အားတို့အသက်ဝင်နေတဲ့အရမ်းမြစ်တစ်ခုပါပဲဒီအချက်ကကျွန်တော်တို့ကိုအရန်အရေးကြီးရဲ့စတုထအပိုင်းစီခေါ်ဆောင်သွားပါတယ်အဲ့ဒါကတော့အတိုက်အဝင်ရဲ့စွမ်းအားပါစီးလုံးညီညွတ်မှုဟာရှင်တန်ကြီးအတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုထားပါတယ်ဒီအပိုင်းရဲ့အဓိကအချက်ကတော့ရှင်းရှင်းလေးပါအချက်တဲကားလာတွေမှာတယောက်တည်းတီးချနေရခြင်းဟာအကြီးမားဆုံးချင်းချောက်မှုတွေတဲ့ကတစ်ခုပါပဲအတဲဝင်းကသာဘေးကင်းလုံခြုံမှုကိုပေးနိုင်ပါပဲဒါကိုလက်တွေ့မှာဘယ်လိုလုပ်ဆောင်မလဲလူတွေကကျွမ်းကျင်မှုနဲ့အရင်အမြစ်တွေကိုအပြန်လန်မျှဝေတဲ့ကုညီရေးကုန်ရက်တွေကနေသဆင့်လှုပ်ဆောင်နိုင်ပါတယ်ဒီသားခန်းအောက်ခြေအဆင့်ခေါင်းဆောင်တွေကိုစွမ်းရည်မြင့်တင်ပေးခြင်းအပြင်လှုပ်ဆောင်နိုင်ပါလေပြီးတော့ပြဿနာကိုတယောက်တည်းမဖြစ်ရှင်းပဲစုပေါင်းဖြစ်ရှင်းတဲ့ယဉ်ကျေးမှုကိုအားပေးခြင်းအပြင်လှုပ်ဆောင်နိုင်ပါလေဒါဟာအတူတကွပူးပေါင်းလှုပ်ဆောင်ခြင်းရဲ့စွမ်းအားပါပဲကောင်းပါပြီကျွန်တော်ရဲ့နောက်ဆုံးအပိုင်းလက်တွေ့အကြဆုံးအပိုင်းကိုရောက်လာပါပြီလက်တွေ့အသုံးချက်ကြန့်ကျင်ခံနိုင်စွမ်းပါအခုချက်ချင်းဆက်လုပ်လို့ရမယ့်တိကျတဲ့ခြေလှမ်းတွေကပါတယ်လေဒီစံစစ်ချက်ကရှင်းရှင်းလင်းလင်းနဲ့လက်တွေ့ကျင့်သုံးနိုင်မယ့်အချက်၅ချက်ပါတဲ့လမ်းညွှန်တစ်ခုကိုချပြထားပါတယ်၁ကျွမ်းကျင်မှုမြင့်တင်ပါအထူးသဖြင့် digital နဲ့ဗဏ္ဍာရေးအခြေခံတွေကိုလေ့လာပါ၂လုပ်ဖော်ကိုင်ဘက်တွေဆရာတွေနဲ့ကိုညက်တီတိဆောက်ပါ၃ပုံမှန်စုဆောက်ပြီးဝင်ငွေကိုပုံစံအမျိုးမျိုးခွဲခြင်းဖြင့်ကြားခံတွေဖန်တီးပါ၄ offline အချိန်သတ်မှတ်ပြီး digital ဝင်ပမှုကိုတတိရှိရှိကန့်သက်ပါနောက်ဆုံး၅ရုပ်ပိုင်းရုပ်စိတ်ပိုင်းပါကျမကြီးမှာယဉ်နီးမြုံနှံပါဒါတွေကလုံးဝအလျော်ပေးလို့မရတဲ့အရာတွေပါဒါပေမဲ့နောက်ဆုံးအနေနဲ့အရာရေးကြီးတဲ့ချက်တစ်ချက်ရှိပါသေးတယ်ဒီလက်တွေ့ကြတဲ့ခြေလမ်းတွေဟာစာနာမှုနဲ့စွမ်းရည်မြင့်ကျင်ပေးလို့တဲ့စိတ်ဓာတ်နဲ့အတူပေးအပ်မှသာတကယ်ကိုချီးအောင်မှာပါလူတွေရဲ့ရုန်းကန်မှုတွေကိုအတိမပြုပြီးသူတို့ကိုယ်တိုင်မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ကိုတတိပေးခြင်းကသာဒီအကြံဉာဏ်တွေကိုတကယ်လက်တွေ့မှာအပြောင်းလဲထက်စီမှာပါအားလုံးကိုအချင်းချုပ်ရရင်တော့ဒီစကားတစ်ခုကအနှစ်သာရကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်ကြံခံနိုင်စွမ်းဆိုတာရှင်သန်ခြင်းနဲ့ကြီးဝါတိုးတက်ခြင်းကြားကတရားပဲဒါဟာရုန်းကန်နေရတဲ့ဘဝကနေပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ဖို့လမ်းစာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အားလုံးအတွက်ဒီနောက်ဆိုးအားကောင်းတဲ့မေခွန်းလေးကြံခဲ့ပါတယ်စင်ခေါ်မှုတွေဆိုတာကတော့ရှောင်လွယ်လို့မရပါဘူးတကယ်မေခွန်းကသူတို့လာမလားဆိုတာထက်ကျွန်တော်တို့ဘလို့တုံးပြောင်မလဲဆိုတာပါပဲကြောက်ရွံ့မှုနဲ့လားတောင်းမဟုတ်ကျိုးရမြော်မြင့်မှုပျော်ပြောင်းမှုနဲ့စီလုံးညီညွတ်မှုဆိုတဲ့မဟာဗျူဟာကြကကိရိယာတွေနဲ့တုံးပြောင်မလားဆိုတာပါပဲ